ရနာလငယ်စုရရေပြန်လဲကြိုဆိုလိုက်ပါရနော်ဒါဆိုရင်မန္တလေးဘက်ကိုပို့ပေးရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်ဘာလေးတွေယူသွားလဲဆိုတာတဲ့ဒါဆိုရင် Leslie Sanson အခင်းလေးကိုယူသွားတာပဲဖြစ်ပါတယ်အမွှေးပွားကိုမှလုံးဝကို Leslie Sanson နဲ့ဒီစာအုပ်လေးတွေကိုပဲကိုကဖြန့်ခင်းပြီးတော့ဒီစာအုပ်လေ့လာကျင်တာပဲဖြစ်ဖြစ်ကတ်တွေကိုဖြန့်ခင်းပြီးတော့ဟောကျင်တာပဲဖြစ်ဖြစ်တက်တော်လေးအဆင်ပြေတယ်လုံးဝကိုအစ်ဆက်ညံ့ညောနေရောပဲဒါလေးကတော့ Leslie အခင်းလေးပေါ့နော်အခင်းလေးရဲ့ site အနေထားလေးကဒီလိုလေးရှိပါမယ်နောက်တစ်ခုကကြတော့ဒီဟာဆိုရင်လော်ကီအစီရင်မန်တန်ဂါရာတွေနဲ့ပတ်သက်တာယူသွားတယ်နောက်တစ်ခုကကြတော့ဒါရေဒီယာနဲ့ပတ်သက်တဲ့ series လိုက်လေးပေါ့ဒါဆိုရင်ပထမဒုတိယတတိယစတုထဒီမှာအကိစ္စတရာလူတိုင်းရနဲ့စိန်ရေဒီယာတွေပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကိုလိုချင်တာလေးရှိရင် screenshot တာရိုက်Viber ဖုန်းနံပါတ်0925454569ဆက်သွယ်ပေးပါနောက်တစ်ခုမိတ်ဆွေတို့ခဏလာမင်းနေကြတဲ့ item တွေကတစ်ခုပေါ့နော်ဒီ၄ခုကိုတအုပ်ထဲပဲရမလားဆိုတော့ no မရပါဘူးဘာကြောင့်ငိမ့်မရဘူးလို့ပြောရလဲဆိုတော့ကိုကပထမအတွဲကိုလေ့လာနေနေဟာငါထပ်ပြီးတော့လေ့လာကျင်လာတယ်ဆိုရင်ကဲဒီစာအုပ်တွေမရှိရင်လုံးဝအခက်ခဲဖြစ်နိုင်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့ဘက်ကိုဒီရှေ့ရှုတော့အားဖြင့်ပေါ့နော်ညီပထမရွယ်ဒုတိယရွယ်တတိယရွယ်စတုထရွယ်လေးဒဘရိတ်သေးလေးယူသွားတဲ့အခါမှာတန်စာကားလားတစ်ခါတည်းနဲ့ပြီးသွားတယ်နောက်တစ်ခုကကြအချိန်မရွေးကိုကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့လေးလာခွင့်ရတယ်ဒီထက်က item နေနဲ့ဒီထက်က item နေလုံးဝကိုမတူတာမို့လို့တကယ်လို့ကိုလေးလာမယ်ဆိုရင်တော့ဒီ package ကတော့တော်တော်လေးအဆင်ပြေတယ်ဒီမှာဆိုရင်စတုထအတွက်တကယ်ကိုတခြားအကြောင်းအရာတွေပေါ့နော်ရေဒီယာဘိုင်းနဲ့ပတ်သက်တဲ့ဆရာမင်းသိန်ခါမှာမင်းသိန်ခါကြိုက်တဲ့သူတွေမရန်တလင်းလက်ဆောင်ဆိုရင်တော့ဒီလေးအုပ်တွဲလေးရှိမယ်နောက်တစ်ခုဒါလေးကတော့ညီတို့စိန်ရေဒီယာနဲ့ပတ်သက်တာပေါ့ဒါဆိုရင်လေတကယ်ကိုဘဝတက်တာမှာတကယ်ကိုတင်းထိုက်တဲ့ကားအမြန်ရောင်းတာတွေအိမ်အမြန်ရောင်းတာတွေအချီရေးအိမ်အောင်ရေးစီးဝါးရေးထိပေါက်တာဒါတွေတော်တော်များစုံနေပါတာမို့လို့ဒီ package တွေကတော်တော်လေးစုံလင်လာတယ်ပေါ့နော်ဒါဆိုရင်ညီတို့အစ်စ်ရောက်ထားတာမကြသေးဘူးမန်နယ်နဲ့ပတ်သက်တာဒါလေးလည်းတော်တော်လေးအဆင်ပြေတယ်နောက်ဒီဟာဒါဆိုရင်ညီတို့ဒီဖုံးရွှေနဲ့တွဲပြီးတော့လည်းယူလို့ရမှာပေါ့နော်ဒီလိုပုံစံမျိုးလေးတွေတစုတစီတွေရကျင်တယ်လိုချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်0925454569ဆက်သက်ပေးပါအခုလို debate ထဲအများကြီးထပ်ပြီးတော့အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အရင်တော့ကလည်းအားပေးပူးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတာလေးကိုပြောကြရင်အခုထိကြည့်ရှုပေးသူတဦးတယောက်ချီစီကိုကျေးဇူးတင်ပါတယ်နော်Viber KP တလုံးနဲ့သာသုံးပါတယ်ဆိုတာလေးကိုလည်းထပ်လောင်းပြောပေးချင်ပါတယ်နော် bye bye နောက် view တွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်